တီရွာကနေပြင်ရှင်လာတဲ့မိန်းကလေးတယောက်ဒါပေမဲ့ထူးဆန်းတာကသူမအသက်မရှိမေးလျော့နေတဲ့အချိန်တွင်မှာငရဲနဲ့ကောင်းကင်ကအဖြစ်အပျက်တွေကိုမြင်ခဲ့ရတယ်တဲ့ကဲဒီနေ့မှာတော့အန်ဂျလီကာဆမ်ဘရာနိုလို့ခေါ်တဲ့အခွေတော်နိုင်ငံခရစ်ယာန်မိသားစုကစေကျော်သက်မိန်းကလေးတယောက်အကြောင်းပြောပြပေးတာပဲဖြစ်ပါတယ်သူမက celebrity တယောက်မဟုတ်တယ်လို့နာမည်ကြီး prophet လည်းမဟုတ်ပါဘူးကျွန်တော်တို့လိုတာမန်လူတယောက်ပါပဲဒါပေမဲ့2009ခုနှစ်လောက်မှာသူမပြောခဲ့တဲ့ testimony တစ်ခုကြောင့်လူတွေကသူမအကြောင်းပိုပြီးစိတ်ဝင်စားလာကြတယ်အန်ဂျလီကာပြောတာအရာတနေ့မှသူမအပြင်းထန်နာမကျန်ဖြစ်လာတယ်။ဒါနဲ့သူမိသားစုတွေကစိုးရိမ်သွားပြီးတော့ဖျားเจ้าကလူတွေလည်းသူမအတွက်ဆုတောင်းပေးကြတယ်။ဒါပေမဲ့အခြေအနေတွေကပိုဆိုးလာခဲ့ပြီးနောက်ဆုံးမှာတော့ဆရာဝန်တွေကပါသူမအသက်မရှိတော့ဘူးလို့ယူဆခဲ့ကြပါတယ်။အန်ဂျလီကာရဲ့ testimony အရသူမဟာ23နှစ်ကျော်လောက်တည်ဆုံးနေခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီအချိန်မှာသူမရဲ့ဝိညာဉ်ကခန္ဓာကိုယ်ကနေထွက်သွားပြီးယေရှုကငရဲနဲ့ကောင်းကင်ကိုပြသဖို့ခေါ်သွားခဲ့ပါတယ်။အရင်ဆုံးငရဲကိုရောက်သွားခဲ့တယ်။အန်ဂျလီကာပြောတာအရာငရဲကိုရောက်ချင်းသူမခံစားရတာကဒီရန်ပြင်းတဲ့အပူချိန်တွေပဲတဲ့ကဘာပေါ်မှာဘယ်တော့မှမခံစားဘူးအပူမျိုးအဝင်ပြင်းတစ်ခုလုံးကအမောင်ဖုံးနေတယ်မိတောက်တွေဒီခိုးတွေအဟိငိုကြွေးတတ်နေရာအနှံ့ကြားနေရတယ်သူမပြောတာအရာလူတွေကဟိဟစ်ပြီးအပူကြီးတောင်းနေကြတယ်နောက်ထပ်အခွင့်အရေးတစ်ခုလောက်ပေးပါဆိုပြီးတောင်းပန်နေကြတယ်ဒါပေမဲ့ဘူးမှမတုံ့ပြန်နေရဲမှာလက်စုပ်ပုံစံတတဝါတွေရှိနေရတဲ့အဲ့တတဝါတွေကလူတွေကိုနှိမ့်သက်နှိမ့်ဆက်နေကြတယ်ဒါတွေမပြီးသေးပါဘူးဒီ testimony ကိုလူသိများစေခဲ့တဲ့အချက်တစ်ခုကသူမဟာမက်ကယ်ဂျက်ဆန်ကိုတော့ငယ်မှမြင်တွေ့ခဲ့ရတာပါအဲ့ဒီချိန်ကမက်ကယ်ဂျက်ဆန်တည်ဆုံးတာမကြသေးတဲ့အချိန်ဖြစ်ပါတယ်သူမရဲ့အဆိုအရမက်ကယ်ကငယ်မှဒုက္ခခံနေရတယ်သူ့ရဲ့ကြောက်ကြားမှုတွေပတ်စံတွေပြိတ္တတွေအောင်မြင်မှုတွေကသူ့ကိုမကယ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်နောက်ပြီးကိုယ့်ရဲ့ဟန်မင်းတစ်ပါးကိုလည်းမြင်ခဲ့တယ်လို့ပြောပါတယ်တချို့ဘာသာရေးကောင်းကောင်းတွေကိုလည်းမြင်ခဲ့တယ်လို့ဆိုပါသေးတယ်နောက်ပြီးသူမပြောတာအရယေရှုကသူမကိုတယောက်ကိုလည်းပြခဲ့ပါတယ်အဲ့ဒီကလေးကမိဘစကားနားမထောင်ဘူးစုမတောင်းဘူးဖျားကြောင်သွားဖို့လည်းစိတ်မဝင်စားဘူးအဲ့ဒီစားကာတွန်းတွေကိုအရင်ဆွဲလန်းနေ TV ပဲကြည့်တယ်ဗီဒီယိုဂိမ်းတွေပဲဆော့တယ်အဲ့ကလေးရဲ့စိတ်ထဲမှာဖျားထက်ကာတွန်း character တွေကပိုအရေးကြီးလာတယ်အဲ့ဒီကာတွန်းတွေထဲမှာဘန်ထန် Pokemon Dragon Ball နဲ့တခြားကာတွန်း character တွေကိုလည်းမြင်ခဲ့တယ်လို့ဆိုပါတယ်ဒီ character တွေကတကယ်အသက်ရှိနေတယ်လို့တော့မဆိုလိုပါဘူးဒါပေမဲ့ကလေးတွေရဲ့စိတ်ကိုဖျားနဲ့ဝေးစေတဲ့အရာတွေရဲ့တင်ကြတာတစ်ခုလိုမျိုးမြင်ခဲ့ရတာလို့ပြောပါတယ်။သူမဟာငရဲကိုမြင်ပြီးရဲ့နောက်မှာကောင်းကင်ကိုခေါ်သွားခံခဲ့ရတယ်လို့ပြောပါတယ်။ကောင်းကင်ကိုရောက်တဲ့အချိန်မှာငရဲနဲ့လုံးဝဆက်ကျင်မဖြစ်နေတယ်။အမောင်မရှိဘူး။အဟစ်တန်မရှိဘူး။ကြောက်စရာမရှိဘူး။နေရာတိုင်းမှာအလင်းရောင်နေနေပဲ။ဒါပေမဲ့အဲ့ဒီအလင်းကကျွန်တော်တို့ကမ္ဘာပေါ်မှာမြင်ဖူးနေကြနေအောင်အလင်းလိုမျိုးမဟုတ်ဘူးလေ။သူမရဲ့အဆိုအရရွှေလန်းတွေတောက်ပတဲ့အဆောက်အဦတွေတားပတဲ့ပန်းတွေစိမ့်လန်းတဲ့နေရာတွေတောက်ပတဲ့မြစ်တွေကိုမြင်ခဲ့ရတယ်တဲ့။ကောင်းကင်တမန်တွေကိုလည်းမြင်ခဲ့ရတယ်လို့သချင်းသံတွေကိုလည်းကြားနေရတယ်တဲ့။ဒါပေမဲ့အဲ့ဒီသချင်းတွေကကဘာပေါ်ကဂီတနဲ့မတူဘူးလို့ပြောပါတယ်။ပိုပြီးငင်းချက်နဲ့ပိုပြီးလှပတယ်တဲ့။ပြီးတော့ကောင်းကင်မှာရှိတဲ့လူတွေကဝမ်းနည်းမှုမရှိဘူး။နာကျင်မှုမရှိဘူး။ကြောက်ရွံ့မှုလည်းမရှိဘူး။ငင်းချက်မှုနဲ့ပြည့်နေတယ်လို့ဆိုပါတယ်။ဒါပေမဲ့နောက်တော့ယေရှုကမင်းရဲ့အချိန်မရောက်သေးဘူးလို့ပြောခဲ့ပါတယ်။ကမ္ဘာပေါ်ကိုပြန်သွားပြီးမိမိခဲ့တာတွေကိုလူတွေစီပြန်မျှဝေပါလို့ဆိုပါတယ်။ပြီးတော့ယုတ်တရက်သူမရဲ့ဝိညာဉ်ခန္ဓာကိုယ်ထဲကိုပြန်ဝင်သွားခဲ့ပါတယ်။ဒီလိုနဲ့အန်ဂျလီကာက23နှစ်ကျော်ကြာတည်ဆုံးနေပြီးမှအသက်ပြန်ရှင်လာခဲ့ပါတယ်။ဒီ story က2009ခုနှစ်နောက်ပိုင်းမှာလူတွေဂျာနယ်တွေကနေတစ်စီပြန့်နှံ့သွားခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့အထိသူမဘယ်မှာရှိနေလဲ။ဘာလို့နေလဲဆိုတာကိုအသိပြုထားတဲ့ချက်လက်တွေကတော့အရင်နည်းပါတယ်။သူမရဲ့ testimony ကတော့နှစ်ပေါင်းများစွာသွားပြီးမှချိုးကတော့ဒီနေ့ထိပြောနေကြစေပါဒါဆိုသူမတကယ်ပဲငင်းနေကောင်းနေမှာခဲ့တာလားဒါမှမဟုတ်သူမရဲ့အိမ်မက်သက်သက်ပဲလားမိတ်ဆွေတို့ရောဒီအကြောင်းကိုကြားဖို့ကြားရဲ့လားဘယ်လိုထင်ပါသလဲ